လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့အလုပ်ပေးရလေးမှာအကျိုးရှိမဲ့ဗီဒီယိုဖိုင်လေးတစ်ခုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဘာတင်မလဲဆိုရင်ဒီနေ့ကကျွန်တော်တို့ဖုန်းထဲကနေကျွန်တော် data အချက်လက်တွေဥပမာ music တွေ video တွေ picture တွေဓာတ်ပုံတွေ video တွေကျွန်တော်တို့ဒီစရှိသမျိုး data အချက်လက်တွေ data တွေ transfer ဘယ်လိုလုပ်မလဲပေါ့အဲ့တော့ပြောချင်တာက PC to ကျွန်တော်တို့ဒီဖုန်းကိုဘယ်လိုသွားမလဲဘယ်လိုထည့်မလဲနောက်တစ်ခုကဖုန်းကနေကျွန်တော်တို့ကင်မရာတွေကိုဘယ်လိုမျိုး data တွေ transfer လုပ်မလဲဆိုတာကိုပြသမှာဖြစ်ပါတယ်အဲ့တော့အရင်ကဆိုရင်တော့ကျွန်တော်တို့ဒီ USB cable လိုတယ်ဗျနော် USB cable လိုတယ်အဲ့မှာခေါင်းလေးနဲ့ခေါင်းပါပြီးတော့USB ခေါင်းတစ်ဖက်ကအချီတစ်ဖက်ကအသေးဖြစ်ပါတယ်အကြီးကတော့ကျွန်တော်တို့ဒီ USB အမျိုးအစား type A ဖြစ်ပြီးတော့နောက်တစ်ခုကအသေးရလည်းကျွန်တော် type A mini ပေါ့နော် mini အသေးစားလေး mini ဖြစ်ပါတယ်အဲ့ခေါင်းသေးကတော့ကျွန်တော်တို့ဒီဖုန်းမှာတက်ပြီးတော့ခေါင်းကြီးကတော့ PC မှာတက်ရတာဖြစ်ပါတယ်အဲ့လိုတက်ပြီးတော့ကျွန်တော်တို့ဖုန်းထဲကနေကွန်ပျူတာထဲကို data ထည့်မလားကွန်ပျူတာထဲကနေမှဖုန်းထဲကို data ထည့်မလားသုံးလို့ရဖြစ်ပါတယ်အဲ့ဒီဘက်ခေတ်မှာတော့ဒီနေ့မှာတော့ကျွန်တော်ဒီခုလက်ရှိမှာအဲ့လိုမလိုတော့ဖြစ်ပါတယ်အရင်တော့အဲ့လို cable ကြိုးတွေမလိုတော့ဘူးအဲ့တော့ဘာရှိရမလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီများတည်နေတဲ့သုံးနေတဲ့ဒီ Wi-Fi online network တစ်ခုရှိရအဲ့တော့ Wi-Fi network ကအများကြီးပဲကျွန်တော်တို့ဥမာအခန်းဆိုရင်အခန်းတွင်း Wi-Fi ရှိတယ် internet ရတယ်အဲ့တော့အဲ့ဒီ Wi-Fi နေရတယ်ကိုယ့်ရဲ့ဖုန်းနဲ့ကွန်ပျူတာနဲ့က same network ဖြစ်ရမယ် same network ဆိုတာကတူညီတဲ့ network ဖြစ်ရမယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့အခန်းတွင်းမှာရှိတဲ့ကျွန်တော်တို့ဒီ internet ရတဲ့ Wi-Fi ကနေ router ကနေကျွန်တော်တို့ဒီ internet သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရောက်ပြီဆိုတာနဲ့ Wi-Fi ရှိရဆိုရင်ကိုယ့်ရဲ့ဖုန်းမှာ Wi-Fi လေးနှိပ်ပြီးတော့အခန်းထဲဒီ Wi-Fi ရဲ့ name ကဘာလဲအဲ့ဒါကို SSID လို့ခေါ်တယ်နော် SSID နေကဘာလဲနေကဘာလဲပြီးရင်ကျွန်တော်တို့က password ကဘာလဲရှိလားနော်ရှိရင်ထည့်မရှိရင်မထည့်ရတဲ့တခါလေ internet ချိန်တော့ဖြစ်ပါတယ်အဲ့တော့ကိုကအခုကဘာလဲဆိုရင်တပြိုင်တည်းတည်းဖုန်းကို PC ရောက same ဘာဖြစ်ရမလဲဆိုရင် same network ဖြစ်ရအဲ့တော့အတူတူချိတ်ထားရမယ်လို့ပြောချင်တာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ရဲ့ကွန်ပျူတာကျွန်တော်ချိတ်ထားရရှိရယ်အဲ့တော့ချိတ်တိုင်းဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့အဲ့ဒီ router လေးကနေဘာချပေးလဲဆိုတော့ IP address ချပေးပြီIP address ကပုံစံဘယ်လိုလဲဆိုဥပမာ 192.168. နံပါတ်လေးတွေဗျနော် 0. ထားပါတရားတို့ပါညာဆက်စားချင်တယ်ဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဖုန်းမှာကိုယ့်ရဲ့ကွန်ပျူတာမှာရတဲ့နော် IP address တူချင်းမှတူမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်မှာရတာလေးကျွန်တော်ချက်ပြပေးမယ်အဲ့တော့ကျွန်တော်မှာချက်စစ်ကြည့်မယ်ဆိုရင်မိတ်ဆွေဒီတိုင်းကြည့်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ OS ကိုနားလဲတဲ့သူအဲ့ဒီဘက်နေနဲ့ကျွမ်းတဲ့တိတဲ့လူမှာပဲဒါကြည့်တတ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာရှင်းရှင်းလင်းလင်းလေးတစ်ချက်ပြပေးမယ်ရလဲဆိုရင်
ကျွန်တော်ရဲ့ဆက်က192.160.102 channel တွေကကျွန်တော်ဒီဂျာ virtual တွေဖြစ်ပါတယ်နော် okay အဲ့ဆိုရင်ကျွန်တော်တို့ဂျာ line ရပြီချိတ်ပြီးသွားပြီကွန်ပျူတာပြီးဖုန်းမှာလည်းကိုယ့်ရဲ့ဖုန်းမှာလည်းအဲ့လို wifi ချိတ်ထားမယ်ချိန်ပြုတ်နေပြီဘာလို့ရမလဲဆိုကျွန်တော်တို့ကအဓိကသွားချင်တာက data share ချင်တာ data share ချင်တာတဲ့ data transfer ပေါ့ data transfer လုပ်ချင်တာဆိုတော့အဲ့တော့ဖုန်းမှာဘာလုပ်လဲဆိုရင်လိုအပ်တာတွေကလိုအပ်တာတွေကဘာလို့လိုမလဲဆိုရင်ဖုန်းအတွက်ဆိုလို့ရှိရင်ဖုန်းမှာဆိုရင် software လိုမယ်အဲ့တော့ software သုံးတာပါလဲဆိုရင်ကျွန်တော်ဒီမှာကျွန်တော်သုံးတဲ့ software နာမည်က Wi-Fi FTP server အဲ့တော့ဖုန်းဆိုတာလည်းအများကြီးရှိတယ် Android လားနော် Android လား iPhone လား Android လား Apple လားပါဗျာအဲ့လိုရှိမယ်အဲ့တော့ကိုယ့်ရဲ့ဖုန်းမျိုးစားပုံမူတည်ပြီးတော့လည်းချို့ဖုန်းတွေချို့ဒီ Android ဒီ latest version တွေမှာဆိုလည်းသူ့အတူ function တွေ feature တွေပါလာဖြစ်ပါတယ်ဂျာတည်တဲ့ software သုံးစရာမလိုပါဘူးအဲ့ကျွန်တော်ဒီမှာကတော့ကျွန်တော်ဖုန်းမှာကတော့ကျွန်တော်ဒီမှာကျွန်တော် software သုံးပြီးတော့ဖြတ်မှာဖြစ်ပါတယ်အဲ့ဟုတ်ပြီကျွန်တော်ဒီမှာဘာ software သုံးလဲဆိုရင်software သုံးဝင်ရေးပြီးထားရဖြစ်ပါတယ် Wi-Fi FTP server ကွန်ပျူတာအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကျွန်တော်ဒီမှာသုံးတာ file စီလာ data transfer လုပ်တဲ့ကောင် file စီလာသုံးမယ် okay ဒါဆိုရင်ကျွန်တော်တို့ chat သုံးကြည့်အောင်เนาะကျွန်တော်ကွန်ပျူတာနဲ့ chat အရင်ဆုံး file စီလာလေးဖွင့်လိုက်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာလေ host ဆိုတာရှိတယ်ဒီ software ထဲမှာကွန်ပျူတာရဲ့ software ထဲမှာ host ရေးတယ် username password port ခွဲခန့်တယ်အဲ့တော့ဒီ host ဆိုတဲ့နေရာမှာကျွန်တော်တို့ကဘာရရမလဲဆိုလို့ချင်းဖုန်းမှာရှိရဲ့เนาะခုနကျွန်တော်ပြောတဲ့ဒီ Wi-Fi ကျွန်တော်ခုမှသုံးတဲ့ Wi-Fi FTP server ဆိုတဲ့ software တွေဝင်ပြီးလို့ချင်းအဲ့မှာပေါ်လာတဲ့stack ဆိုတာရှိတယ် stack လေးနှိပ်လိုက်ညနေချင်းတော့ဘာလဲဆိုတော့server URL ဆိုပြီးတော့ FTP // ဆိုပြီးတွေ့ရတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်အပြည့်စုံရိုက်မှာဖြစ်ပါတယ်အဲ့ quad ထဲမှာ FTP // 192.168. ဘယ်လောက်လဲဆိုရင်ကိုဖုန်းမှာပေါ်တဲ့ဟာနှိပ်ပါရိုက်ပါ 0.105 ကျွန်တော်ဖုန်းပေါ်တယ်ဖြစ်ပါတယ်ပြီးရင်နောက်ကထပ်မရိုက်နဲ့တော့နော်ဖုန်းထဲမှာပေါ်အဲ့ဒါတွေကကျွန်တော်ဒီ port number username password ကမလို့ port နေရာမှာကိုဖုန်းမှာပေါ်တဲ့ port ကိုရိုက် port number ပြီးရင်ကျွန်တော်ဒီမှာ quick connect ကိုတစ်ချက်နှိပ်လိုက်တာ ਨੇ မင်းက secure connection မဟုတ်ဘူးဒါကတော့ရတယ်ကိုဖုန်းနဲ့ကိုရဲ့ဒီကွန်ပျူတာပဲဖြစ်တဲ့အတွက်ဘာမှပြဿနာမရှိဘူး okay ပြောလိုက်ရင်ရပြီအဲ့ဒီမှာပြောကြကြည့်ရတာကဒီ software ထဲမှာဒီဘဲဘဲအချမ်းပေါ့ဒီဘဲချမ်းကိုကျွန်တော်ဒီဘဲဘဲအချမ်းလို့ခေါ်တယ်ဒီဘက်ကညာဘဲအချမ်းအဲ့တော့ဘဲဘဲအချမ်းမှာကကိုယ့်ရဲ့ကွန်ပျူတာရဲ့ data အချက်လက်တွေဖြစ်ပြီးတော့ညာဘက်အချမ်းကကြတော့ကိုယ့်ရဲ့ဖုန်းရဲ့ data အချက်လက်တွေဖြစ်ပါတယ်မြင်ဝင်နေပေါ့နော်ဒီမှာဆက်ပြီးဖုန်းထဲကတော့ဒီကွန်ပျူတာနဲ့ထည့်မလားကွန်ပျူတာထဲက data တွေကိုဖုန်းထဲထည့်မလားပြန်လည်ထည့်လို့ရဖြစ်ပါတယ်ကျွန်တော်ဒီမှာဖုန်းထဲကတစ်ချက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဆိုပါလို့ဒီမှာဒီဟာလေးပေါ့ sample အနေနဲ့ဒီဒါလေးတစ်ခုထည့်ကြည့်မယ်ကျွန်တော်ဘယ်ထဲထည့်မလဲကျွန်တော်ရဲ့ data ကျွန်တော်ထည့်ဖို့ချက်ဝင်လိုက်ကျွန်တော်ကတော့ဒီမှာကျွန်တော်တက်ပတ်ထားတဲ့နေရာလေးကျွန်တော်ဝင်ပြီးတော့ထည့်မယ်ဆိုတဲ့အခါမှာကျွန်တော်ဒီမှာဒီကိုထည့်ခြင်းနဲ့ကို transfer လုပ်ခြင်းနဲ့ကိုထည့်ခြင်းနဲ့
data အချက်လက်ပေါ် mouse pointer လေးတင်ပြီးတော့ language ကလေးဖိပြီးတော့ဒါလေးဆွဲလိုက်တော့ပေါ့ဆွဲလိုက်တာ ਨੇ လက်ဝါးပုံလေးပေါ့လက်ဝါးပုံလေးပေါ့လောက်လိုက်တော့ရတယ်လောက်လိုက်တာ ਨੇ သူဒီမှာအောက်မှာ transfer လုပ်တော့တာပြလိုက်မယ်ဒါဆိုရင်ကျွန်တော်ထည့်လိုက်တာဒီဘက်မှာရောက်သွားဖြစ်ပါတယ်ထည့်လိုက်တဲ့ချက်လက်ကဝင်သွားပြီဖြစ်ပါတယ် okay အဲ့လိုနည်းနဲ့ကျွန်တော်တို့အပြန်အလှန် over the web data transfer လုပ်လို့ရဖြစ်ပါတယ်အဲ့တော့ computer တွေကနေဖုန်းနဲ့ထည့်ချင်တယ်ဆိုလဲ computer တွေကကိုယ်ကဘာထည့်ချင်တာလဲထည့်ချင်တဲ့ဟာကိုယူပြီးတော့ level ထဲကို mouse pointer ဆွဲလိုက်တာ ਨੇ ဒါဆိုကျွန်တော်ဒီမှာကျွန်တော်ခုန data တစ်ခုကဝင်သွားဖြစ်ပါတယ်တူတူပဲ okay ဒါဆိုပြီးသွားပြီဆိုတော့ ਨੇ computer တွေကနေထွက်မယ်ဆိုဒီ software တွေထွက်မယ်ဆိုရင် file တွေကနေ easy နဲ့လည်းရပါတယ်အဲ့တော့ဖုန်းမှာလည်းအဲ့လိုပဲပြီးသွားပြီကိုကူးချင်တဲ့ data တွေကူးပြီးထည့်ပြီးဆိုရင်ဖုန်းမှာကျွန်တော်တို့စောစောနာ step ဆိုတဲ့နေရာမှာ stop ပေါ်လိုက်မယ်အဲ stop လေးနှိပ်လိုက်ရင်ကျွန်တော်တို့ဖုန်းနဲ့ကွန်ပျူတာနဲ့က connection ပြတ်တောက်သွားဖြစ်ပါတယ်အဲ့လိုနေနဲ့ကျွန်တော်တို့ဒီဘာလဲဆိုရင်ကျုံးမဲ့ device ပေါ့ device ကျုံးမဲ့ဘာလဲဆိုရင်ကျုံးမဲ့ data transfer လုပ်လို့ရပြီဖြစ်ပါတယ်အဲ့ကျွန်တော်အဲ့ဒါလေးကိုဒီကပြချင်တာဖြစ်ပါတယ်အဲ့တော့ဖုန်းထဲကနေကွန်ပျူတာထဲပဲထည့်တဲ့ကွန်ပျူတာထဲက data ကိုပဲဖုန်းထဲပဲထည့်တဲ့ဒီဘက်ခင်မှာကျွန်တော်တို့ cable တွေပါလို့လုပ်ပါဖြစ်ပါတယ်ကျွန်တော်တို့ဗာလဲဆိုရင်ရှိရမှာတွေကပြန်ပြောမယ်ဆိုရင် Wi-Fi sync network ဖြစ်ရမယ်ပြီးရင်ဖုန်းတက်စဲကိုယ့်ရဲ့ဖုန်းမျိုးစားမှုတည်ပြီးတော့ software ပါလားငကိုတဲ့ပါလားမပါရင် software တောင်းမယ် software ဖွင့်ပြီးတော့ချိန်မယ်ပြီးရင် PC မှာမလုပ်ရမလဲဆိုရင်ဥပမာ file စီလာမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒီဝင်ရဲ့ CP ဆိုတာလည်းရှိအဲ့တော့ chart software တွေအဲ့လို software တွေတောင်းပြီးတော့ကျွန်တော်ပြောတဲ့နေရာလေးတွေမှာဒီ IP address လေးတွေဖြည့်ပြီးတော့ဖုန်းနံပါတ်နဲ့ရိုက်တဲ့လိုအပ်တာရိုက်ထည့်ပြီးတော့ connect လုပ်ပြီးတော့ data တွေကိုအပြန်အလှန်ဖုန်းတူကွန်ပျူတာတူဖုန်းထည့်လို့ရပြီဖြစ်ပါတယ်အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်